တနိုင်နဲ့ကန်လေးမင်းဘယ်နိုင်မှာပဲဘလို့ရမလဲတော့โอเคရလုတ်ပြီရောက်ချင်ချင်းအောက်ချင်ကအောက်ချလိုက်ဒီဘက်ဆင်းလာတာရှိပြီဆင်းလာတာရှိပြီဟိုဘက်ကဆင်းမယ်ဆိုရင်တော့မမတို့ငရင်တန်းမိမှာပေါ့အချိန်ကမှဒီနားလေးမှာမမတို့တပုံနှစ်ပုံလောက်ရိုက်ပြီးကောင်လို့တယောက်ကနေမမတဲ့ဒီထိလိုက်ရှင်ဖျားလေးကိုမောင်လေးတို့ခဏလေးကိုဖူးကွန်လေးပေးပါလိုက်ပို့ပါဆိုမမတို့လည်းဒီနားမှာပြောနေလို့ရှိတပုံလေးတပုံနှစ်ပုံနဲ့ရိုက်ပြီးမမတို့ခုနမှာမဝိုးပေးတို့နှုတ်ဆက်နေတော့ရှိတဲ့ချိန်ကမှငရင်ကလှုပ်တဲ့ချိန်ကမှမမတို့ကအချိန်ကမှဒီအုပ်ချောင်းပြိုတဲ့ချိန်ကြောင်ကြီးပြိုကြတော့မားတို့ရဲ့ရင်ထဲမှာဒါကြီးဆိုအများနဲ့လှုပ်စားနေရတယ်နော်ပန်းရောင်းနဲ့တမန်ကြောင်ရှင်းနေဒါကြီးပြိုကြတော့ရင်ထဲမှာခံစားတယ်ကိုမိသားစုဖြစ်တဲ့လို့ခံစားရတယ်ဒီအုပ်ကြောင်ကြီးပြိုကြတော့